ဒီထက်တက်အောင်လဲညီမလေးလည်းမရောတတ်တော့ဘူးเนาะမမတို့အခုညီမလေးပေးထားတဲ့ဈေးဒီလက်ကားဈေးနဲ့ပဲနှစ်ထည်တွေဝေ့ရမယ်ဈေးတွေပါနောက်ဆုံးရှင်းပြောရရင်တော့တစ်ထည်ဝယ်တစ်ထည်လက်ဆောင်ဈေးတွေပေါ့เนาะဒါမျိုးပြင်မှာပေါက်ဈေးတစ်ထည်ကိုညီမလေးတို့3000ခွဲ4000ချတပလေးရှိတယ်မဖြစ်ခုပေးမဲ့ဈေးဒီ18500ကျပ်ထင်းနဲ့နှစ်ထည်ပေါ့ဒါဖြစ်လို့လဲညီမလေးဘာသားလဲမမတို့ပိတ်စကြီးပဲတောင်မှအမတို့တော့ဝယ်ဒါမျိုးချုပ်ဝစ်မယ်ဆိုရင်အနည်းဆုံးပိတ်စနဲ့ဟော်ရီဇာဘိုးနဲ့တယ်မယ်ချုပ်ခမပါဘူးအမတို့ညီမလေးကိုအခုပေးရမယ်18500ကုန်သွားပြီเนาะဒီမှာတစ်ချက်ကြည့်မယ်เนาะဒီလိုတက်တင်းစာတွေနဲ့သွားတယ်အဲ့ဒါလေးကိုရင်ကန်ဒီဇိုင်းလေးသွားထားပေးတယ်အသားကလီနင်ပင့်ချစ်အမြင့်လိုင်းလေးရင်ဆိုင်က44နဲ့46ပါရှက် cubic bracket ကုန်းနံပါတ်480ကတင်ချုပ်သားလုံးဝမှရှက်ပတ်တန်ဟိုကတ်တင်ဆိုရင်လုံးဝအပြည့်လုပ်ပေးထားတယ်ပေါ့နော်လုံးဝမှအပြည့်နော်ဒီလိုချုပ်စာတွေပါပြီး40ဆို40အပြည့်တော်တော်လှတယ်ပေါ့နော်အဲ့တော့ညီမလေးဘယ်လိုဝယ်လို့ရတာလဲညီမလေးစီကဘယ်လိုတက်တာအောင်ဝယ်မလဲမဖြစ်လို့စီမှာတော့နှစ်ထည်ကနေစယူရတယ်တစ်ထည်ချင်းတော့မရဘူးကာလာရွေးလို့ရတယ်စိုက်ရွေး sorry စိုက်ရွေးလို့ရတယ်ကာလာလုံးဝရွေးလို့မရအောင်အဲ့တော့ဘာရောင်နေပါမှာလဲဆိုတော့ပါမဲ့ကာလာတွေပြမယ်အခုပြတဲ့10ရောင်နဲ့က2ရောင်ရမယ်အဲ့တော့မှကာလာရွေးချင်တဲ့အမတွေကညီမလေးတို့တစ်စိုက်ကိုတစ်ထည်ကို3000ပေါင်းပြီးတော့ဝယ်လို့ရတယ်ပေါ့အခု18500ဆို3000ပေါင်း2500နဲ့နှစ်ထည်တရွဲအဲ့လိုမျိုးကိုကြိုက်တဲ့အရောင်ရွေးဝယ်လို့ရအဲ့ဒါလည်းနှစ်ထည်တော့အနည်းဆုံးယူပေးရမှာပဲเนาะအဲ့တော့ကာလာလိုင်းပြပြီ1ရောင်2ရောင်ညီမလေးဝတ်ထားတာ3ရောင်4ရောင်5ရောင်6ရောင်9ရောင်10ရောင်9ရောင်10ရောင်ပဲ့ရောင်မပါဘူးအခုပြတဲ့10ရောင်နဲ့က2ရောင်ရမယ်เนาะကဲအဲ့တော့ယူပါเนาะတတုံမှတန်တယ်တစ်ထည်ကို18500ကျပ်ထဲနဲ့ရမှာဖြစ်တဲ့အတွက်ညီမလေးပြောတဲ့ထက်ဝက်စီရမှာပါထဲမှာ